ရညတန်ရာတွေခွင့်မှာဖန်လာတွေ့ကြပြန်တော့မန္တလေးနဲ့ရန်ကုန်တိတ်ကျူယုံမှာစုံကြပါပြီညဝယ်ဒီစတော့ဘိုးရာဆိုင်ရွှေမန်းကလပ်အနီးတာဘူရာဆိုင်အဒီကောင်းနဲ့ရေဆိုင်ကစီပြိုင်ထိုးတက်ပြီးတော့အသေးကိုအသေးချင်းဇွဲကိုဇွဲချင်းပြပြီးတပင်းရွှေပြီးလို့နှလုံးသားနဲ့ရွှေပြီးဝိုင်းရမင်းလက်အညာတော်စုတော်မွေပါဗျာစုတော်မွေလူဘီဘိုးရာဆိုင်တဲ့ရွှေပြီးလို့ဓမ္မကြီးတွေ့ကြပါပြီဗျာရွှေပြီးရဲ့ကက်စီဝမ်တူတွဲလုံးဘိုးရာဆိုင်မှာလုံးနေအောက်တော့ကပ်နေပြီထောက်လက်သေးကြောက်လက်သေးပါဗျာရွှေပြီးရဲ့အလေးကက်စီဘိုးရာဆိုင်ခိုင်းလာပြီဝိုင်းလက်သေးပါဗျာစုံတော်ပြန်ပြီညတိုင်းတိုင်းရက်ပဲတိုင်းလူတော့လူပြီးဘိုးရာဆိုင်တဲ့ရွှေကြီးရဲ့ပရမကြီးလက်သေးနဲ့ဆိုင်ရပါရွှေကြီးနဲ့ဘိုးရာဆိုင်တဲ့ရွှေကြီးတို့တွေ့လာပါပြီတောက်တယ်ကြီးရဲ့ညရွှေကြီးရဲ့အတွင်းကနေဘိုးရာဆိုင်ပါလို့ပဲခဲ့တယ်အောက်တော့ခက်ပြန်ပြီဆိုင်တောက်ပြန်တောက်နေပါဝေမိုင်းတော့တတိပြားတော့ပဲတကယ်ကြီးရွှေကြီးရဲ့အောက်တော့ကဘိုးရာဆိုင်ခက်ပြန်ပြီလွဲတယ်ဗျာဝိုင်းလက်သေးတွေလွဲနေတယ်လက်သေးချင်းပြန်ရပါပြီဗျာဘိုးရာဆိုင်ရဲ့ဝိုင်းလက်သေးရွှေကြီးရဲ့အောက်တော့ဒီပါအနည်းကတည်းကလွဲတယ်ဗျာအောက်တော့ကတည်းကဆိုင်တောက်ပြန်တောက်သဘောပေါက်တော့ဗျာရွှေကြီးရဲ့အောက်တော့ကဘိုးရာဆိုင်ပါတော့တယ်လေစိတ်ထားပြီတယောက်ကထိုးပါကျက်တတိထားပြူတော့ဟိုတော့1 2 3 4 5 6 7 8အမတ်စိတ်ကြည့်နော်လက်သီးစုပ်လို့လုပ်မယ်အောက်တယ်ဝိုင်းတယ်ပေါ့ဗျာဒီဒီနဲ့ဘိုးရာဆိုင်ဘယ်လိုလဲတော့ဆောင်လိုက်ဗျာဒီဒီရဲ့လက်သီးတွေတော့ပါဗျာဆိုင်တိုးပြန်ထိုးတယ်ပြီဆိုင်ကက်ပြန်ကက်တယ်ဗျာဘိုးရာဆိုင်ရဲ့အောက်တော့ကက်တယ်ဒီဒီရဲ့ဝမ်တူအကြမ်းတော့အန်ဆိုနီရဲ့ပေါ့ဗျာစိတ်ဓာတ်ပြီပညာအမျိုးမျိုး
လွတ်ပြန်ပြီဘိုးရဆိုင်တဲ့ရွှေတီးတို့ရဲ့ဒုတိယအစီအစဉ်ဘုံဆောင်ပေတို့လက်သေးအမျိုးမျိုးနဲ့တွေ့ကြပါဗျာဟုတ်တယ်ဘာလို့လဲတကယ်ကြီးဘိုးရဆိုင်ရဲ့နေချိန်ဒီနဲ့ဘိုးရဆိုင်တို့ပဲကျန်တီလို့မျက်မရှိဘူးနော်ဒီအောင်မအောင်တို့မှအနိုင်ရမယ်ဗျာအားလုံးကပြပြီဘယ်တော့ဆိုင်ရဆိုင်တော့ပြိုင်တော့ပါဆိုင်တော့တဲ့ကဲတယ်ဗျာစိတ်ဓာတ်ပြပြီလက်သေးတွေးလို့ရပါဗျာလက်သေးတွေဆိုင်ရပါပြီဗျာဒီလိုကြီးတယ်ဗျာလာတကယ်ကြီးဒီနောက်နဲ့မတော်တော့ပါဘူးဗျာရွှေတီးရဲ့ဝိုင်းသူဘိုးရဆိုင်ပါလို့လေရက်ကြည့်လို့မျက်မရှိဘူးနော်ပြီးအောင်ထုံးမှတိုင်းလို့သူ့ကိုတိုင်းဝင်ရှုံလို့ကြမယ်ဗျာလိုချုပ်လာခဲ့ပြီတယောက်ကဒူးတိုင်းတယောက်ကတော့မဆိုင်ဘူးပါအဲ့ဒီပြီအကြောင်းအတိုးတွေပါတယောက်ကထောက်တယောက်ကဝိုင်းပြန်ပြီဒီလေချုပ်လာခဲ့ပြီဆိုင်တယ်ချုပ်ဒူးတယ်အောင်းဆိုင်တယ်တယောက်ကဒူးတိုင်းတယောက်ကဘောင်းရိုက်တော့မဆိုင်နေတဲ့ဒီညာကဲနေတွေ့ကြပါပြီဗျာဘိုးရဆိုင်တဲ့ရွှေတီးတဲ့ဘိုးရဆိုင်တော့ပြိုင်တော့ဆိုင်ရိုက်ဖတ်ချင်ခြင်းပြိုင်တော့ချင်းလိုက်ကြပါဗျာလိုက်လာပြီအောက်တက်ပြီပါဗျာစိတ်ရောရပြီပြေးတော့ဆိုင်တော့တွက်တော့ဘောင်းရိုက်နေပါဗျာအောက်တော့ခတ်တယ်ပြီဝယ်သူတွဲလို့စိတ်သားတယ်ပြီတယောက်ကဝင်တယောက်ကတော့ပုံဗျာကျန်တို့ရင်ကဲရင်ခိုင်ရင်လည်းပဲလူရချီပြီးဆုံးခြင်းဖြစ်ပါတယ်ဗျာယောက်ျားပွဲတို့ပြီတွေ့လာပြီယောက်ျားတော်တက်ဒီဝိုင်းရမှာရှိပါတယ်ခင်ဗျာအမီဘာလို့လဲခင်ဗျာဘိုးရဆိုင်ရဲ့တွဲလို့အကျဲမတော့အချော်နေတယ်ဗျာရွှေတိအောင်တော့ခင်ဗျာပြီလိုက်လာတယ်ဗျာရွှေတိရဲ့ဝိုင်းသူပေးတယ်အောင်နေပါဗျာဆိုင်ကပြိုင်ကတယ်ပြီနောက်ဆုံးကြည့်ပါဗျာဆိုင်တို့ပြိုင်တို့ဘုံဆောင်ပေတို့ပညာမျိုးမျိုးပါဗျာအော်တော့ခတ်တယ်ပြီလာစဲတယ်ကြည့်တယ်ဗျာကံပြီထောက်တယ်တီးတယ်ပါဗျာလိုက်လာပြီဘာလို့လဲဝိုင်းတယ်တီးထောက်တယ်တီးပါဗျာဒီကုန်ပါပြီဗျာလက်သေးချင်းပြိုင်တောင်ချင်းပြိုင်ရပါပြီဗျာစိတ်ရပြပြီဝိုင်းတယ်တွဲတယ်ဗျာကျန်ကုန်သားတဲ့မန္တလေးသားဘယ်သူကကိုယ်ဆောင်လဲခက်ပြီတီးတယ်ဝိုင်းတယ်တွဲတယ်ဗျာစုံတိုင်းတယ်တောင်ဆိုင်တယ်ဗျာဘိုးရဆိုင်တဲ့ရွှေတီးတဲ့ဘိုးရဆိုင်ရန်ကုန်သားတဲ့မန္တလေးသားဝလာဘုံ
ချိန်လာပြီရွှေတိပါတော့တယ်လေနောက်ဆုံးကြည့်ပါဗျာအောက်လက်သေးအကြမ်းတော်အန်ချော်နေတယ်နော်ဟိုရဆိုင်ရကတ်ချင်ဒါစဲတယ်လေခင်ဗျာရွှေတိရဲ့အတွင်းကအပေါ်ကတ်ချင်လွဲတယ်ဗျာအောက်တော့ကတ်ပြီလက်သေးဆိုင်ပါဗျာရွှေတိရဲ့အောက်တော့ကတ်ချင်ဘာလို့လဲတကယ်ကြီးရွှေတိရဲ့ဆိုင်တော့ပင်လက်သေးတွေပါပြီးအောင်တို့လို့လေတော့ဒီရဲ့ကလာတကယ်ကြီးနောက်ဆုံးကြည့်ပါခင်ဗျာလာကြောင်ကြပဲတို့လေဒီရဲ့ကဆိုင်ကပြန်ကနေပါဗျာညာပြိတ္တကြီးများရေတွေ့ခဲ့တဲ့အတိုင်းပါပဲဗျာဝိုင်းလေပါနေရည်ဗျာဝယ်စတော့ဘိုးရဆိုင်ရွှေမန်းကလပ်အဒီတောင်းတယ်ရွှေတီဝိုင်းမီကလပ်အပြောင်းတောင်းလို့ရေးဆိုင်စင်ပြိုင်တဲ့နေရာမှာသုံးချီပြပြောင်းတော့လဲအရှုံးနိုင်မပေါ်တဲ့အတွက်ဘလူးနဲ့ပူရတဲ့ပါခင်ဗျာသူတော်